နေ့မှာတော့တွေ့ထွက်ရှိလာမယ့် RBA19 နဲ့အတူပါဝင်လာမယ့် rule ချို့ပြပြပေးတော့ပါမယ်အားလုံးပဲမင်္ဂလာပါမရှယ်ပါနေ့လ16ရက်နေ့မှာထွက်ရှိလာမယ့် RBA19 မှာဆိုရင်ခုပေါ်ပြထားတဲ့ မင်္ဂလေး outfit လေးက RB skin အနေနဲ့ထွက်ရှိလာမှာပါ RBF VK skin အနေနဲ့ကိုတော့အပြာ UAC card skin လေးကအခုမြင်တွေ့နေရတဲ့ design တိုင်းထွက်ရှိလာအောင်မှဖြစ်လက်ပြီးအခုပေါ်ပြထားတဲ့ Lady skin လေးနဲ့ DBF gun skin လေးကလည်း RBA19 နဲ့အတူထပ်မံပါဝင်လာအောင်မှာပါ RB ရဲ့ main ဖြစ်တဲ့ upgrade gun skin အနေနဲ့ကိုတော့အခုမြင်တွေ့ရတဲ့ Scorpion pistol gun skin လေးက upgrade gun skin အနေနဲ့ထွက်ရှိလာအောင်မှာမလို့အရာကန်းကမှာစောင့်မျှော်နေတဲ့ညီကိုတွေတော့စိတ်မကောင်းစရာတစ်ခုပါဒါအပြင်အခုပေါ်ပြထားတဲ့ယောက်ျားလေး character နဲ့အနက်ရောင် outfit လေးကလည်း RBA19 ရဲ့ level 40 outfit အနေနဲ့ထွက်ရှိလာအောင်ပဲအပြင်မှာ RB ရဲ့ level 100 outfit လေးဖြစ်တယ်လို့ main outfit လေးဖြစ်တဲ့ level 100 matic outfit ကိုလည်းမြင်က RB တွေမှာတစ်ခါမှမထွက်ရှိထားဘူးတဲ့ design နဲ့စပင်ရှင်တစ်ခွက်ကမှအပြင် outfit လေးနဲ့အတော်လေးချစ်စရာကောင်းတဲ့ main character လေးကိုသုံးပေးထားတာမလို့ဒီက RBA19 ကဖွင့်ရအတန်းနဲ့ RB တစ်ခုလို့ပြောအောင်ပါဒီတော့မေလ16ရက်နေ့မှာထွက်ရှိလာမယ် RBA19 ရဲ့ raw တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်မြင်မိလဲဆိုတော့ comment မှာရေးပေးခဲ့လို့ရပါတယ်